စာချင်းရဲ့ပြည်သိမ်းပြန့်ပြန့်မွန်းနဲ့အပိုင်း16 episode 46မင်းတို့စတဲ့ချလောက်ပါကိုတလူတရေရလာသည်နဲ့ကိုတို့ထုတ်ကိစ္စကိုဆွေးနွေးဖြစ်ကြရာသူစီမှာစတဲ့ချလောက်ပါဆိုသည့်အဖြစ်ကြောင့်တိတ်ဆိတ်သွားရသည်သူလည်းသိသွားပြီဆိုတော့ဒီကိစ္စမှာငါဘယ်လိုလေးနဲ့မှပတ်သက်ချင်တော့ဘူးငါအေးစစ်ငါမျိုးကိုပဲပြန်ပြီးနေချင်တော့တယ်ရွှေအောင်ထင်လေငါမင်းစီကိုတခုလောက်တောက်ဆိုလို့ရမလားပြောပါအခုကိစ္စတွေအကုန်လုံးမှာရှာစာသူ့မှာအပြစ်မရှိပါဘူးသူဘာမှမသိခဲ့ဘူးငါပေါ်သူမားတယ်အဖြစ်ရှိတယ်ဆိုရင်တော့ဒါငါရတဲ့အရာလို့အစောကလေးကတွေးထားပြီးသားပါဒါကြောင့်မို့အကိုရီမောက်အကြောင်းမင်းဖော်ထုံးရင်တော့ရှာစာမထိခအောင်ခူးဆိုင်ပေးပါအရန်ကိုရေစက်ကောင်းနဲ့တောက်ဆုံမှုဆိုပေမဲ့ရှာတာကမင်းတို့ထင်ထားတယ်လို့မကောင်းတဲ့လူမျိုးမဟုတ်ပါဘူးသူကသူ့ညီမနဲ့မတူဘူးသူနားရောက်တဲ့သူတွေမကောင်းခဲ့လို့သူကအဲ့လိုဆက်ဆံတတ်သွားတာအကယ်၍ငါကြောင့်အကယ်၍မကတင်ခဲ့ရင်ရှာတာမင်းမနဲ့မပါတဲ့၍မင်းတို့ဒီတိုင်းပဲလွတ်ထားပေးလိုက်ပါသူစိတ်ကြီးနေတဲ့လို့လုပ်ပြီးသူတို့နဲ့ပါသမျှရေစက်တိုင်းကိုဒီတိုင်းပဲငါဖျက်ပြစ်ချင်လို့ပါခင်ဗျားဖြစ်ရှင်တယ်လို့အတက်ခုလှုပ်ပေးနိုင်ပေမဲ့စတာမင်းဘက်ကစီးကြော်လာခဲ့ရင်ရောအဲ့ဒီအချိန်ကျွန်တော်တို့လှုပ်တဲ့နာကိုလုပ်မှာပါမင်းဆုံးဖြတ်ချက်ကိုငါလေးစားပါတယ်ငါကောက်ွယ်ပေးနေတယ်လို့ငါတို့ကိုကောက်ွယ်ပေးခဲ့ခြင်းုံပါပဲခင်ဗျားနောက်ထပ်မစင်စားတော့ဘူးလားကြောင်းထပ်ပြီးဘုန်းတော်ဆောင်ပြန်မဲ့ကိစ္စကိုလေမကြခင်အဖြစ်မဲ့ပေါ်တော့မှာပဲမစင်စားတော့ပါဘူးဘယ်လိုပဲဖြစ်ဖြစ်ငါမင်းပေါ်ကျူးလွန်မိတာပါပဲပြီးတော့ငါတို့နဲ့မနဲ့ချင်းမဆိုင်ချင်တော့ဘူးဒါငါတို့တဲ့ဆုံးဖြတ်ချက်ပါပဲကိုကောင်းငင်ပြလိုက်သည်အခန်းထဲတွင်တက်လူရဲ့ကိုရဲ့မိုးခရဲ့ထိုက်တန်ရဲ့ပဲရှိနေတာဖြစ်ပြီးကြံတဲ့နေရာကတိတ်တဆိတ်ပဲနားထောင်နေကြကဤသည့်စကားမှပင်ဘမပြောကြပြီမိုးခကိစ္စရတဲ့ခုလုံးကသူ့ကြောင့်ဖြစ်လာတာမှန်တိချသိလိုက်ရတော့အပြည့်ရှိစိတ်များနဲ့အတူဧကရီမော့ကိုဖြည့်ဆည်းပြစ်ချင်လာသည့်စိတ်တွေကတားမရစီးမရကိုပြောထားသည့်အတိုင်းတက်လို့စီမှာသဘောထားကိုတီးပြီးဖြစ်၍သူ့လုံးတဲ့နာနဲ့လှုပ်လို့ရတာမှန်သမျှအကုန်လုံးမြည်ကိုထိခိုက်စေခဲ့တာနဲ့အမျှတသေးလေးကအစားဒါကြောင့်မကြံပြန်လဲခန်းစားအောင်လုပ်မိသူ့လုံးချင်တာလောက်ရဖို့အတွက်တက်တဲ့အနေနဲ့ဘွားရကော်တာအပြင်ကိုထိလိုက်ရလုပ်ဖို့ရည်ရွယ်ခဲ့တော့ထိုဗီဒီယိုရကော်ဒါပါသူ့စီမှာရှိနေပြီဖြစ်သည်လောလောဆယ်ကိုရင်ဆိုင်နိုင်ဖို့တတိမရှိသေး၍နှစ်ယောက်တည်းဘာစကားမှမပြောဖြစ်သည်မင်းညတုန်းကလည်းသူ့အခန်းပြင်ပမှာပဲထိုင်နေခဲ့တာဖြစ်သည်တခြားလက်တော့ပြန်ပြီးမှကိုဝန်ခံစရာရှိတာဝန်ခံပြီးဟုဆုံးဖြတ်ထားသည်ထိုက်တန်ကတော့ကိုတဲ့လူကိုတခြားကြည့်နေမိကလူတစ်ယောက်ပေါ်ကိုချစ်မိရင်တူပဲလုပ်ပေးနိုင်ကြတာလားဟုတွေးမိနေသည်သူမှာအဲ့လိုခဏချက်တွေမရှိခဲ့ဘူးတော့သိချမသည်သူ့အတွက်ဆိုဘာမှမဆိုလုပ်ပေးနိုင်သည်ဆိုသည့်ခဏချက်ကလူတစ်ယောက်ကိုချစ်တဲ့အချိန်မှာပေါ်လာသည်ဆိုတော့သူ့ကိုချစ်နေတာများလားဟုတွေးမိသွားရသည်တိတ်တော့မဖြစ်နိုင်ပြီကိုယ့်အတွက်သူ့လိုပေးနိုင်သည့်ຢာတွေထဲမှာဝမ်းနေချိန်နှစ်သိမ့်ပေးတာမျိုးလုပ်ပေးအောင်သူကနှစ်သိမ့်တာမကျွမ်းတယ်လို့ကိုယ်ဝမ်းနေနေရလဲတခါမှမမြင်ဘူးငွေကြေးအရာဆိုရင်ကိုကသူ့ထက်ပိုပြီးလက်ထဲမှာငွေအမြဲရှိသေးသည်ပညာရေးဆိုရင်တော့ပို့လို့သာဝေးလာဝေးရန်ကုန်ဖြစ်ပေးနေသလားသိချမသိပေမဲ့ဆရာကတော့ပြေးခေါ်ပေးနိုင်သေးသည်ပြောရရင်သူ့လိုပေးနေတဲ့များကမုခမုန်တိုင်း7ပုံတပုံလောက်ပဲရှိသည်မနီပေါ်ဆိုရင်တော့ဆက်တွေးစရာမလိုမနီကသူ့အညီလေးပင်မုခမုန်တိုင်းဆိုရင်ပညာရေးမှာဆရာကြီးဖြစ်၍ကိုရှင်းပြနိုင်သည်ငွေကြီးကတော့ပြောင်းနေတော့လက်ညှိုးထိုးလို့မလွယ်ရန်ဖြစ်နိုင်မနိုင်ကလည်းသူ့မျက်စိနဲ့တက်အတွေ့ထားတာဆိုတော့အမှန်ပြည့်ပင်နှစ်သိမ့်ပေးတဲ့အရာမှလည်းတေချာပေါက်လုံနိုင်လေအောင်ကြီးပြောရရင်မုခမုန်တိုင်းကတော့ကိုစိတ်ဝင်စားနေသည်ချစ်နေသည်ဟုဆိုလို့ရသေးသည်မုခမုန်တိုင်းကကိုစိတ်ဝင်စားနေရလား
ဖြစ်နိုင်ဘူးလို့မတွေးနိုင်အောင်ထိဖြစ်နိုင်ချေရင်းများနေတာပဲငါတို့ကိုတူးမိသွားတာလားဒုက္ခပဲငါတခြားဖုံးထားရမယ်ထိုအခါမှာထိုက်တန်မုခမူတိုင်းဤကိုယ့်ဘောအပြုအမူတွေနဲ့သူ့အတွက်တော့ဘယ်တော့မှပါမလာသည့်ပဲနှုတ်ဘူးဝေစုလေးကိုပါတွေးမိသွားကစိတ်ထဲကနေအထက်ထက်အခါခါ confirm ဖြစ်သွားလေတော့သည်တရားတွေနဲ့ဆိုပေမဲ့စေယုံကနေဆင်းကျင်သည်ဆိုသည့်ကိုတက်လူဤဆန္ဒကြောင့်ကိုတို့အကုန်လှုပ်ပေးလိုက်ကစေယုံစရိတ်အတင်းပြန်ပေးနေသူကြောင့်မနှဲညင်းလိုက်ရသေးသည်နေတွင်ချင်းဘုနစာကိုပြန်ဆင်းချင်နေသည့်သူကဖြစ်နိုင်ရင်တစ်စက္ကန့်လေးမှနေချင်တော့သည့်ဟန်ရှိသည်ထို့ကြောင့်သူငားနေတဲ့အိမ်စီလိုက်သွားလိုက်ပြီးကားပေါ်ရောက်သည့်အထိကိုတို့လိုက်လို့ပေးခဲ့ဖြစ်သည်နောက်ထပ်ပြန်တွေ့ဖို့မသေးကြတော့ဘူးဆိုတော့ငါတို့ခက်သမျှအတွက်မင်းကိုတောင်းပန်ပါတယ်ရွှေအောင်ထင်တယ်ငါမင်းဘောလောက်ခက်သမျှအတိုင်းအတွက်ပါမလိုပါဘူးခင်ဗျားကိုကျွန်တော်ဘယ်လိုမှသဘောမထားပါဘူးကိုတက်လူတောင်းပန်ဖို့မလိုပါဘူးဒါပေမဲ့မှားရတာဆိုတော့ဒီချက်ပေါင်းတောင်းပန်တင်တယ်မုခမုန်တိုင်းကမင်းတို့တော်တော်လေးချစ်တဲ့ပုံပါပဲမင်းတို့အရင်လိုက်ဖက်ပါတယ်ထောက်ရပြောရှင်းနိုင်ပါစေလို့ငါဆုတောင်းပေးပါတယ်ကိုနာတွေရဲသွားကကိုတက်လူအထင်လွဲနေပြီမလွဲပါဘူးကားထွက်တော့မယ်ခရုစိုက်ပါပြောပြီးသည်နဲ့ကားပေါ်တန်းတက်သွားသူဤကြောပြင်းကဘလောက်ထိထီးကြံဖို့ကောင်းလဲဆိုတာကိုခန်းစားလိုက်ရသည်ခမရလေအဆဆရရဆင်းပြပါစေကိုတက်လူထိုက်တန်ကိုဝနာသွားလိုက်ကဒီနေ့ခုတိုင်ထားတာနောက်ဆုံးနေ့ပဲနေကလေးပိုင်းအချိန်ရသေးတယ်ကိုငါတို့ကြောင်းတက်ကြမလားမုခမင်းရောငါမတက်တော့ဘူးဒီညအဆောင်ကိုပြန်အေးဖြစ်မို့မသေးချတာမို့တခါလောက်ချထားလို့ရတယ်လမ်းပို့တော့နော်မုခပြန်စကားကိုဝင်စောင်းတော့ပဲတခါတည်းထွက်လာလိုက်ကဒယ်ရီကုမ္ပဏီစီကိုဥတီလိုက်သည်တစ်ချက်မှမကြည့်ပဲထွက်သွားတော့ကားဘက်ကလူကိုကြီးကိုမျက်မှောင်ကျုပ်သွားကစိတ်ရင်ပါတော့ဘူးအဆောင်မပြန်တော့မယ်ငါလည်းအဲ့လိုကြံပေးမလို့ပါပဲဟဲ့မဟုတ်လေမနေ့ပြန်ကြကြောင်းပိတ်တာပဲဟုတ်ဒါနဲ့ကိုမင်းကိုမနေ့ကမေးနေတယ်ကိုဘာလို့လိုက်မတက်တာလဲတဲ့အဲ့ဒါသွားပြောလိုက်အောင်ငါမအားလို့ထင်တယ်လို့ပြောထားတယ်ညစာပြောလိုက်မယ်ထွန်းတော့ကိုတို့လည်းအဆောက်ကိုပြန်လာလိုက်သည်တန်လုံးကြီးသူကြောင့်ထိုက်တယ်လေအထက်မထွက်တော့ပဲဘင်းကွန်ညင်းလေးစော့နေလိုက်သည်မနေနဲ့တော့တဲ့အစောလမ်းဖွင့်ကစကလုံးတစ်ချို့ကိုခြိုက်ပြီးရှာလိုက်သည်ရေးသားမဖြစ်သေးတဲ့လူတွေစိတ်ကောက်ရင်ဘလို့အမှုရာလေးပြလေနံပါတ်1ပေါင်းတော်ပြီးတယောက်ထပ်ထိုင်မယ်မကြမရှင်ဖြစ်မယ်ဝမ်းနေမယ်နံပါတ်2ရေးသားမဖြစ်သေးတဲ့အတွက်ဘလို့လေးနဲ့စိတ်အနှောက်ယှက်ပြီးရင်ကောင်းမလဲဆိုတာတွေးပြီးလုပ်မယ်နံပါတ်3တခြားတရားနဲ့စိတ်ဝင်စားစကားပြောချင်အောင်စောင့်မယ်နံပါတ်4တဲ့ဝင်စိတ်ကောက်တဝင်တိုးလို့မရတဲ့အတွက်လက်နဲ့နေမျိုးစုံနဲ့တဝင်တိုးအောင်လုပ်မယ်နံပါတ်5သူမချိုက်ဘူးထင်တဲ့အရာတွေကိုသူမြင်တာတဲ့နေရာမှာရွေးလုပ်မယ်ကြက်လာသည့်အချက်တွေကိုကြည့်ပြီးထိုက်တန်ခေါင်းတွေပါရှုပ်သွားရသည်ငါညံနဲ့တိတ်မမိသလိုပဲယာခုနဲ့ထူပိုင်တို့အဖွဲ့ကဒီနေ့ကြောင်းတက်ဖြစ်တာမို့အေကိုရီမီမော်လှုပ်ရှားသမျှကိုသိချစောင့်ကြည့်နေကြသည်အတန်းထဲမှာအရင်လိုကြောက်ရလေးနေနေတယ်ဆိုပေမဲ့အေကိုရီမီမော်နည်းနည်းမူပြတ်နေတာကိုခုတို့ရိမ့်မိသလိုရှိသည်သိချဟမ်းမှုပိုရန်နေဟန်နေသူ့အနာကိုပုံမှန်လာဝဲနေကြသည့်အတန်းမတူသည့်ကောင်လေးတွေနဲ့အခန်းမတူသည့်ကောင်လေးတွေကြားထဲလဲဖြူစင်သူလေးလိုပါဇက်ကိုအုပ်ကဆွဆောင်မှုရှိစာရင်းနေတာကိုမြင်လေခွန်ထိုးစက်ကြီးကိုဆွဲဖျက်ပေးခြင်းစိတ်ဝင်လာလေဖြစ်သည်သူ့ငငယ်ချင်းအပေါ်တို့သမျှကိုဘလုံလေးနဲ့မှခွင့်မလွတ်နိုင်ထို့ကြောင့်ကိုယ်စိတ်ဗီဒီယိုပုတ်တိတရားကိုရှားအောင်ရှာမိဟုတွေးထားသည်ထိုလူမှာသူမသိသည့်တက်တွေရှိချင်းရှိနေနိုင်အောင်သည်ဧကရီဟန်လို့ပြောနေရတာကိုစိတ်တော်ပြက်နေပြီဖြစ်တော့လေဟိုတယောက်နဲ့ပတ်သက်ပြီးသူ့ရဲ့ကိုပါလူတွေကအတင်းပြောနေကြသောကြောင့်ဒီကိစ္စမှာသူနဲ့ဘာမှမဆိုင်တယ်လို့တခြားလောက်ပြနေတာဖြစ်သည်ဒေါသကိုမထိန်နိုင်သည့်သူ့ရဲ့ကိုကဟိုတက်ကိုတွားရိုက်မယ်သူမအစာကလေးကခံရထားခဲ့တာမို့တစ်စက်ကလေးမှမတန်နာမီမတန်မယာမန်းနဲ့အထည်
ထိဆုံးကဖြစ်သည့်တက်လူလိုလူမျိုးကဒါမျိုးနဲ့မှတန်သည်တခြားကိစ္စကတော့သူမကိုဗမျက်နှာပြတ်ပြီးဆို၍ဖွင့်ချဖို့အစီအစဉ်မရှိချင်းချောက်ရုံလောက်သာထုံပုံတွေကိုသိမ်းထားခဲ့တာဖြစ်သည်ပြဿနာအကုန်လုံးကိုတက်လူကခေါင်းခံသွားတာမို့ရှင်းလင်းသွားလောက်ပြီဟုသူမတွက်ဆထားလိုက်သည်စုမျက်ဆက်သည်နားချိန်အတွင်းဧကရီမင်းမောအနာလူရှင်းသည့်အချိန်ကိုစောင့်ငါသွားလိုက်ပြီးဧကရီစံနေကြတာကလေကိုတက်လူဆိုတဲ့တယောက်ကကိုရတာမင်းမောကြိုက်နေလို့ရွှေရောင်ထိုင်နေပြဿနာရှာလာတဲ့ဟုတ်လားကိုကိစ္စတွေကြဧကရီမသိဘူးရဲ့ရှင်းပြောရရင်ကိုကအတ္တရာကိုကြိုက်နေတယ်ဆိုတာအခုမှသူများလေးပြောမှသိတာတိတ်မဟုတ်လို့ထင်ပါတယ်ကိုကဧကရီဘာမှမပြောဘူးပုံမှန်ဆိုတိုင်မင်တက်တယ်လေအော်အဲ့လိုလားကိုတဲ့လူကတော့တကယ်ကြိုက်တဲ့ပုံပဲနော်လူငါပြီးတော့တောင်ရိုက်ခိုင်းတာအဲ့လိုလုပ်ဖို့ဆိုတော့တော်ရုံမနာလို့စိတ်နဲ့လုပ်ရမှာမဟုတ်ဘူးတော်တော်လေးကိုစိတ်ဓာတ်မကောင်းတဲ့သူမှလွတ်နိုင်တဲ့အရာဧကရီမျက်နှာတစ်ချက်ပြတ်သွားကထိန်ပြုံးလိုက်ပြီးဟုတ်လားစနေကြတာရှိသေးတယ်တချို့တွေကပြောနေကြရဲ့ကိုတဲ့လူကလူမတွေငန်းတော်တဲ့အထိအရှိနေမကောင်းမှုတဲ့တရားကသူ့အနောက်ကနေညှို့ချနေတာဖြစ်နိုင်တယ်လို့ပြောနေကြတယ်ဧကရီစိတ်ထဲထိတ်ခနဲဖြစ်သွားရသည်တရားကများသူ့အစီအစဉ်ကိုချိန်မိသွားတာလားဒါတိတ်တော့မဖြစ်နိုင်ပြီတက်လူဆိုတဲ့သူကသူ့လက်ထဲမှာရှိသည့်အရာတွေနဲ့တင်ဘာမှဝန်ခံရမည်မဟုတ်ပေဟုတ်လားဧကရီအထင်တိတ်တော့မဖြစ်နိုင်တော့ပါဘူးဒါကမြတ်လေးပြောနေကြတာကိုစံနေရပြောပြတာပါအဲ့ဒါတော့မှာပဲတော်တော့မယ်နော်ထင်မရအောင်ပြတ်သွားသည့်မျက်နှာကိုရရခံကြည့်လိုက်ရင်စံဒီအရှိကိုလှည့်လိုက်ကမျက်နှာကိုမဲ့ပြလိုက်သည်ထိုရာကိုမြင်ပြအောင်မြင်လိုက်တော့ခွန်အရှိအနေကိုတွက်ဆလိုက်ပြီးနောက်ထိုတယောက်နဲ့စကားဆပြောဖို့နီလန်းရှာလိုက်သည်တက်ဆက်မဲညနေခင်းအားကစားအချိန်တွင်ဖုန်းကိုစိတ်ဝင်စားကြည့်နေသောထိုတယောက်ကိုခွန်ရှာတွေ့သွားကပင်နာတွေမတက်သွားရလိုက်ပြီးဂိုးစီဗီဒီယိုပို့ထားလာမင်းမလားညင်းချင်တောင်ညင်းလို့မရတော့ဘူးငါတို့မှာတခြားသူတွေရှိတယ်စုမြဲထဲလျံသွားတော့လေတည်ငြိမ်ငြိမ်လေးကောင်းချင်းပြလိုက်သည်ဘာကြောင့်လဲဘာလို့ဂိုးစီကိုပို့တာလဲလက်စားစီခြင်းလို့ငါဝင်ခွင့်မအောင်အတွက်မနေ့တုန်းကသူ့ကိုလက်စကားပြောမိလို့ဆိုပြီးခေါင်းခွင့်ရိုက်ခံလိုက်ရတယ်တကယ်တော့ငါမောင်ကအကောင်လေးလက်ခံပြီးဖို့လိုက်ပြောမိတာပါအဲ့ဒါကိုသူ့ကိုယ်တင်းလိုက်နှောက်ရှက်နေပါတယ်လူချမ်းလက်ကိုလှမ်းဆွဲပြီးထိကပိုင်းကလောက်ပါတယ်ဆိုပြီးပြောလိုက်တယ်အဲ့ဒီမှာရိုက်ခံလိုက်ရတာခေါင်းခွဲပြီးစက်နဲ့ဆက်ဆုပ်လိုက်ရတယ်အဆိုးဆုံးကသူ့လန့်ပြီးကျမ်းမာပြောင်းသွားရတယ်အထက်ပူဆိုတာကကြောင်းတဲ့အကြောင်းထိအဟာမကသတင်းတွေလိုက်ဖြန့်တာပဲအခုငါမောင်ကဘယ်ကျမှမတည့်ရတော့ပဲကြောင်းထွက်လိုက်ရတယ်အဲ့ဒီအတွက်မစင်းလို့လောက်တာဒါဆိုသူ့လုံးမဲ့မင်းဘယ်လိုသိရလဲကိုတက်လူကငါနဲ့တမျိုးတည်းသူ့မှာအဲ့လိုစိတ်တမျိုးမရှိဘူးဆိုတာသိတယ်တခါခုနဲ့ချင်းချောက်ခံထားရတယ်လို့ငါပို့လိုက်တာအဲ့ဒီဗီဒီယိုကငါနဲ့ညီမလေးတို့ချိုရိုက်ထားတာမခမူတိုင်းကိုသူ့အပိုင်းလိုလုပ်ပြနေလို့အဆက်ခွဲခြင်းလို့တခြားသိမ်းထားတဲ့ဗီဒီယိုပဲတီးပြီမထင်တာမှန်တယ်နောက်နဲ့ပြပေါင်းပြီးလက်စားချခြင်းမင်းသိထားတာအကုန်ပို့ပေးမှရမယ်စုမြက်ခေါင်းညင်ပြလိုက်ကသူ့စူဆောင်းထားသည်တပ်တွေအကုန်လုံးကိုပို့ပေးလိုက်သည်ဧကရီမင်းမကိုသူ့လောက်ခတဲ့ညတွေအတိုင်းပြေချတော့ခံစားရနေခြင်းသည်ခွန်ထိုးဖားနေကတခုချင်းဖွင့်ကြည့်ရင်ဂုံးစီကိုလည်းပို့ပေးလိုက်သည်သူ့လုံးနဲ့နှမနှမလက်ဖို့တွေးထားတာမို့နောက်ဆုံးပြစ်မှတ်အနေနဲ့ရတနာမင်းနဲ့မျက်နှာချင်းဆိုင်ဖို့တွေးကထို့သူအတန်းစီကိုတွားလိုက်သည်သူတို့တွေလည်းအားကစားအချိန်ဖြစ်တာမို့တေချာပေါက်ခန်းလောက်ရရှိလိမ့်မည်ခွန်တော့ဆက်ထားတယ်လို့ပဲအခန်းရှိမှာအဖွက်လိုက်ထိုင်နေတော့ရတနာမင်းကိုတွေးလိုက်ရသည်သူ့ကိုမြင်တော့စကြည့်လာသူကြောင့်စုံစမ်းပြရသည်ရတနာမင်းကဖုန်းနံပါတ်စီစပို့လိုက်ကတခြားနေရာကိုခေါ်သွားလိုက်သည်ရတနာမင်းကစိတ်မကြည်လေးလေးဒီချာကရှမ်းရတဲ့ငယ်ချင်းဖြစ်သူကြောင့်
ထားလိုက်သွားလိုက်သည်စိတ်လိုလိုက်ရထိုးပြလိုက်ရတော့သူစိတ်တွေကပေါ်ပါမသွားရှုပ်ထွေးနှောက်ရှိနေပြီးစိတ်အရှင်တွေကလည်းတိတ်မကောင်းခြင်းညလုံးကပြန်သွားရှာခြင်းတဲ့စိတ်ကိုမနဲ့ထိချုပ်ခဲ့ရတာဖြစ်သည်တက်လူဆိုတာသူ့ဘက်ကအနာခါဆုံးခွေးလေးဖြစ်နေလို့တရားစင်ထားခဲ့မိတာလားမပြောတတ်ပေမဲ့ခွင့်နိုင်စရာအကြောင်းလည်းမရှိနေပြန်ဖြစ်သည်ကျောင်းဆောင်တွေတောင်းကိုရောက်တော့ခွန်ထိုးလို့ကိုတက်တက်စိုက်ကြည့်ရင်ပလတ်စတာတွေကတ်ထားသည့်လက်ဖမိုးကိုတစ်ချက်လှမ်းကြည့်လိုက်တော့လက်ကိုခေါင်းပိတ်အထက်ထုတ်ထည့်သွားသူကြောင့်ခွန်စိတ်ထဲကနေမဲပစ်လိုက်သည်ဘာကိစ္စလဲအတီးပြုစရာရှိလို့ကျွန်တော်တကယ်ကျွန်းလိုက်နေတာခင်ဗျားမြင်မသိလားဘာဖြစ်လို့လဲမေးတာပဲဖြေခင်ဗျားဖြေပေးသလားတိတိနာကိုပြောပြပေးမယ်ပြီးတယ်ကိုတို့ခင်ဗျားကိုကြိုက်နေတာကိုရောခင်ဗျားမြင်မပြောပြမှသိရလားတက်လူကဘာဆိုင်နဲ့ပါလာတာလဲမင်းကျွန်တော်ပြောပြီးပြီလေခင်ဗျားဖြစ်မှာခင်ဗျားတိတိနာသိရမယ်လို့ဟုတ်တယ်အော်အဲ့လိုလားဆိုတော့ခင်ဗျားတိတိနဲ့အရာနှစ်ခုကဘယ်ရောက်ပြောရင်ကောင်းမလဲစက်မိတာပဲကောင်းပါလေမင်းခင်ဗျားမြင်မှာကိုတက်လူကိုချင်းချပြီးလူမိုက်တွေပါငှားပြီးကျွန်တော်တကယ်ချင်းကိုထိကောင်လောက်တာရောခင်ဗျားသိလားဘာကိုတက်လူကိုချင်းချထားတာကခင်ဗျားနဲ့ဆိုင်တဲ့ကိစ္စတွေဆိုတာကိုရောသိလားမင်းဘာတွေပြောနေရလဲကိုတက်လူခင်ဗျားကိုချစ်နေတဲ့အချက်ကိုချုပ်ကင်ပြီးခင်ဗျားကိုပြောပြတာကိုဘူးဆိုပြီးခုလိုတွေလှုပ်ခိုင်းတာရောသိလားတခြားကိစ္စကတော့ခင်ဗျားညီမကိုကိုယ်တိုင်မိတာပိုသိတော်မယ်ထင်တယ်နော်မင်းယူပါပဲအများကြီးပြောပြီးသွားပြီခွန်ဝင်းချင်းစာကြောင်းအားနေသူဤမျက်နှာကိုပိတ်ချကြည့်လိုက်ပြီးသိချင်တာကိုမေးပြီးတိနာကိုပြောပြပြီးသွားပြီထင်တာပဲဆိုတော့ခွင့်ပြုပါအောင်ပြီးတော့လက်ကတိုင်ရတွေကိုပိတ်ချဆင်းထည့်လိုက်ပါအောင်ခင်ဗျားကဘယ်ရင်ဆိုးရထားတာဆိုတော့ထိုးရသူကလည်းတော်တော်များများပဲမေးတော့မလို့တခုရှိသေးတယ်ရှေ့ရထင်းကမှလိုက်တာနောက်ထပ်ဘယ်တော့မှသူ့ကိုမနှောက်ယှက်ပါနဲ့တဲ့တော်ပြီနော်ခွန်ပြောရင်ကျင်းနဲ့ဆော်လှည့်ထည့်လာလိုက်သည်လောလောဆယ်အချင်းတွေကိုလည်းချမို့တင်ထားပြီးပြီမို့အလိုက်တဲ့စီမျောသွားရောက်နေEpisode 47အခန်းထဲကိုဒေါသရကြီးဝင်လာသောကိုဖြစ်သူကြောင့်ဧကရီလန့်သွားကဒေါသကိုထိန်းချုပ်ထားရဟန်တူသောကုတ်ပုံစံကြောင့်ဒီကုတ်များဖြစ်လာတာလားဟုတွေးမိသွားရသည်ကိုနင့်တခါမခောက်တတ်ဘူးလားလန့်သွားတာပဲမေးရရှိရဲ့ဘာလဲရှာစာမမေတို့မသိစေရန်အတွက်လေသံကိုထိန်းလိုက်ကနင့်ဘာလုပ်ထားရလဲဧကရီဘာလို့လဲရွှေရောင်ထင်းလေးကိုလုံလာပြီးတက်လူကိုခေါ်လာခိုင်းတာနင်းလောက်ခိုင်းတာလားဧကရီဖြစ်ခနဲဖြစ်တော့ကဘာလို့လာပြောနေရလဲနားမလဲဘူးဧကရီမင်းမော်ငါ့ကိုလည်းမကြိုးစားနဲ့နင်းလောက်ခိုင်းတာလားလို့ဘသူပြောလိုက်ယုံနေရလဲငါကဘာကိစ္စလောက်ခိုင်းရမှာလဲဧကရီလေသံရမျက်နှာထားပါအဆွဆွဲခံရတယ်လို့စိတ်တူနေသည်ဟန်ဖမ်းထားလိုက်သည်တက်လူ तू ကအဲ့လိုလူငန်းတဲ့အနေထားမဟုတ်ဘူးမဟုတ်သေးပါဘူးဧကရီပြောပြမယ်ဧကရီကဘာလို့လောက်ခိုင်းရမှာလဲကိုတက်လူနဲ့ဧကရီနဲ့ကတိသက်စကားတောင်ပြောဘူးတာမဟုတ်ဘူးဘာလဲကိုအဲ့တယောက်ကလာပြောရလားကိုဧကရီပြောရင်သိလားကိုခံစားရမှာဆိုလို့သာငါဘာမှပြောခဲ့တဲ့နေနေရကိုကြိုက်နေတဲ့ကောင်လေးကမုခမိုတိုင်းကိုကြိုက်နေတာမုခဧကရီကိုလေးပေးရလေအဲ့ဒါကြောင့်မို့ तू ကအခုလိုဧကရီနဲ့ကိုရတိုက်ပေးလိုက်တာထင်တော့ထင်သားပဲလူကြီးတော့ယူသားဖြူစင်မဲ့ပုံလေးနဲ့တကယ်တမ်းကျဒီလိုမျိုးမှန်အစကတည်းကဧကရီရိပ်မိသားပဲ
င်ရမြင်ရဖြင့်ရှောင်းကိုအတိအကျဆွဆွဲလိုက်သောညီမဖြစ်သူကိုရသမင်းမစိတ်ထဲမယုံနိုင်စွာဖြစ်သွားရသည်သူညီမလေးစိုးတာမှန်ပေမဲ့သူတို့အပေါ်ပဲစိုးခဲ့တာမို့ဒီလောက်ထိတော့မဟုတ်တော့ပါဘူးလို့သူထင်ထားခဲ့တာဖြစ်သည်ရှောင်းနာမည်ကိုထွက်လာတဲ့အချိန်တိုင်းဒေါသတွေမလွန်မုန်းထားမှုတွေနဲ့ပြည့်နေသောမျက်ဝန်းလှလှလေးတွေကိုကြည့်ပြီးပထမဆုံးအနေဖြင့်ရသမင်းပေါ်သူဘာတွေလုပ်ခဲ့မိတာလဲဟုတွေးမိသွားသည်အထူးသဖြင့်တက်လူအပေါ်မှာရောသူဘာတွေလုပ်ခဲ့မိတာလဲတက်လူကိုသူညီမကဘာတွေနဲ့ချင်းချောက်ထားခဲ့တာလဲတက်လူသူ့ကိုကြက်နေတာအပြင်တခြားဟာကဘာလဲထို့အရာကိုသူသိဖို့လိုသည်ထို့ကြောင့်လေးစံကိုပြောလိုက်ကချော်မိဖို့ဆုံးဖြတ်လိုက်သည်တက်လူကိုကိုကြက်နေတာကိုဒီကိုဒီဘယ်တော့မှသိရလေတခြားဟာတွေရောသိရရှိသေးလားတက်လူနဲ့အပြက်စင်းရှင်းရှင်းလို့သိတာနည်းနည်းတော့ကြာပါပြီကိုမွေးနေတော့ငါမှသိတာကိုတက်လူကတကယ်မထင်ရဘူးနော်ကိုသူကကိုဘေးနဲ့ကပ်ပြီးလူရဝင်ချင်းုံနဲ့မကဘူးမတက်မရကိုကိုမှန်းရတာဒီကိစ္စကိုပြောတော့ဆုံးဖြတ်ထားရင်ပဲဒီကိုဒီပြောလိုက်ပါမယ်ကိုနောက်ထပ်ခုလိုမျိုးမကြုံရအောင်လို့ကိုမွေးနေကြတော့ငါလေမှတ်မိလားတတိယချန်ကားပြီးပွဲစီစဉ်ပေးတာလေအဲ့တော့ငါကိုအဖွဲတစ်ဖွဲလုံးမူးနေကြတာအဲ့ဒါကိုခွင့်ကောင်းယူပြီးကိုတက်လူကကိုဘောချန်စီတာရှာသာဖိတ်ရန်တာမှုနဲ့အတူလက်သေးကိုချစ်ချစ်ဆုပ်လိုက်ရင်ဘယ်လိုချန်စီရလဲဒေါသကိုတင်းထင်းချုပ်ထားပုံရတော့ကိုပုံစံကြောင့်ဧကရီစိတ်ထဲကျဉ်းနေသွားကကိုနဲ့ဧကရီပြောရမှာရှက်ပေမဲ့ကိုနဲ့အိတ်တာသူကဧကရီကိုလာနှုတ်တော့တွေ့တာတပ်ပုံနဲ့ရယူထားတယ်သူဘာလို့ရုံမှလဲဆိုတာကိုပြမလို့ဧကရီပြမယ်မျက်စိရှည်ရောက်လာသည့်ဖုန်းထဲမှာအဝိစားမပါသည့်ခန္ဓာကိုယ်နှစ်ခုတင်းကျပ်စွာဖတ်ထားသည့်ပုံတဝဲပဲချုပ်ထားသည့်ဆောင်းအောင်မှထွက်နေသည့်လင်းရှက်နေသည့်ခြေရများပခုံးတစ်လျှောက်လုံးကိုကပ်ရများနှင့်တချို့ဆိုသွေးစားတွေပါမြင်နေရသည့်ပုံတွေနှင့်အတူသူရင်ဖက်ပေါ်ခေါင်းလေးတင်ထားကနှင်းချိုက်စွာအိပ်ပျော်နေသည့်တက်လူဤပုံများကိုမြင်လိုက်ရသည့်ခဏကြာစာခေါင်းတစ်ခုလုံးဗလာဖြစ်သွားသည်သူဘလို့စိတ်နဲ့ဒီလိုမျိုးတွေလောက်ခဲ့မိတာလဲဆိုတာစဉ်းစားမရပြီအထူးသဖြင့်တက်လူအပေါ်သူဘာတွေလောက်ခဲ့မိတာလဲစိတ်လွန်နေလို့ဟုပြောရအောင်ရတာမင်းမော်ကအဲ့ဖာတယောက်ကဗီတာတယောက်ရဲ့ဆက်ဆောင်မှုအောင်ပသွားမှာမဟုတ်ဒါမှမဟုတ်သူတက်လူကိုအခွင့်အရေးယူခဲ့မိတာလားထိုညအဖြစ်ပြက်တဲ့အကုန်လုံးရတာတစ်ခုမှစဉ်းစားမရပြီထိုညကဝိထေသုံးပြီးစိတ်တွေအယမ်းပျော်နေခဲ့တာတော့သိသည်ကိုအဖြစ်ပြတယ်မှာနဲ့ကိုဒါကိုအမှမဟုတ်တာအဲ့တယောက်ကကိုအပိုင်းကျင့်ဒါတို့တခြားလေးပွားထားသေးလားဟဲ့အဲ့ဒါပဲရှိတာပုံတွေအကုန်လုံးကိုသူ့ရဲ့ကောက်စီပို့လိုက်ပြီးနောက်ဂျာတာချက်ကိုရောဖုန်းထဲကဖိုင်တွေကိုပါဖျက်ပစ်လိုက်ကပြန်ယူလို့မရတော့အောင်ထိလှုပ်လိုက်ပြီးနောက်ဘာလို့လဲဘာလို့တောင်းလိုက်ထားလဲဒါဧကရီသူ့ကိုဒါနဲ့ရှင်းချောက်ခဲ့ရလားဘာလို့ခိုင်းခဲ့တယ်လဲဧကရီမမောကိုငါမေးတော့ဖြေစမ်းထပ်ပြီးဘာလို့ခိုင်းခဲ့တယ်လဲကိုဧကရီမအော်ပါနဲ့ဘယ်အချင်းကလေးကသူ့ကိုချင်းချောက်ထားခဲ့ရလဲကိုညီမလေးကဘာလို့လဲလောက်ထိသူမြောက်ဒုက္ခရအောင်လုပ်ရတာလဲဧကရီမျက်ရည်တွေကျလာရသည်ကိုသူ့ကိုကြည့်နေသည့်ပုံကရွှင်ရှာဆက်ဆုပ်စရာကိုကြည့်နေတယ်လို့မျိုးပြတ်မထားမှုများစွာဖြင့်ဖြစ်သည်ဟုတ်တယ်ဘာဖြစ်လဲဧကရီလို့တော့ဘာဖြစ်လဲအဲ့ကောင်ကကိုမတန်မရမှန်းနေရလीဧကရီလို့တာမှားလားရှေ့အောင်ထင်းလင်းဆိုတဲ့ကောင်ရောဧကရီပဲလောက်တာဘာဖြစ်လို့လဲသိလားမုံလို့သိလားအောင်မုံလို့ငယ်လေးကလေးကအရန်လိမ့်မှာလို့ရတနာလေးလိုတရုတ်ရချစ်ခဲ့ရတဲ့ညီမဖြစ်သူကဒီလိုတွေလုပ်တတ်တယ်ဆိုတာသိချာသိလိုက်ရတော့ရသားစိတ်ထဲဗယုံနှံချင်းမြတ်စွာဖြင့်ကြည်နေမိသည်သမီးငယ်လေးဤအော်တန်ကြောင့်အပေါ်ကိုတက်လာတော့ဒေါ်ဧကရီထုတ်အခါတကားကိုဆွဲဖွင့်လိုက်ကငိုလေတော့သမီးဖြစ်သူကိုပွေ့ဖက်လိုက်ပြီးတာရှားတာညီမလေးဘာလို့စူနေရလဲတိတ်သမီးလေးမမုံနဲ့နော်မမင်းသမီးလေးမောင်နှမလေးနှစ်ယောက်ထဲရှိတာကိုရက်ဖြစ်နေကြတယ်
မင်းတို့တည်းပြန်လာရင်စင်မကောင်းဖြစ်နေလေအောင်မေမမိသားရဲ့ကိုကအေဂရီကိုအပြစ်လုပ်တယ်ဆိုပြီးအပြစ်ပြောတယ်အော်တဲ့အေဂရီကိုစုတယ်အင်းမမစုလိုက်မယ်နော်ထုံမြင်ဝင်းကိုကြည့်ပြီးရှားသာစိတ်ပြက်စာဖြင့်အောက်ဆင်းလာလိုက်ကခဏမြစိတ်ငြိမ်အောင်ထိုင်နေပြီးနောက်အာရုံတရရောက်လာသည့်တက်လူကြောင့်ကားတော်ကိုဆွဲယူပြီးထွက်လာလိုက်သည်မယုံကြည်နိုင်မိများကလည်းခေါင်းထဲမှာတရရိပ်ထိုအချိန်တွင်ပဲဦးမင်းမော်တယောက်အလောက်ကနေဒေါသတကြီးပြန်လာကတမင်းဖြစ်သူအခန်းစီတက်သွားလိုက်တော့အမေဖြစ်သူရင်ခွင်ထဲမှာမျက်ရည်များနဲ့လွတ်လိုက်ရသဖြင့်ပြောဖို့ပြင်ဆင်ထားသည့်စကားများတစ်ဆို့သွားရသည်ဒီနေ့ကကိုမုံဆမုန်တိုင်းနှင့်နောက်နေ့အတွက်စက်တူရှယ်ယာများချုပ်ဆိုမိနေဖြစ်ပြီးစေဝါပိုင်းကိုတမှုထိုးပြီးထုတ်လုပ်ထားတဲ့ဟိဆိုင်ကယ်ထင်းချုပ်စေဝါကိုထောက်ခံချက်ရပြီးထိုကိစ္စမှာရှယ်ယာဝင်ဖို့တင်သွင်းမိနေလည်းဖြစ်တာမို့လို့လူကိုယ်တိုင်တွေ့ကဆွေးနွေးဖြစ်ခဲ့ခြင်းဖြစ်သည်အစားလုံးကဆွေးနွေးသမျှမှာကိုမိုးဆက်အနှဲငယ်တွေ့ဝင်နေတော့လေသဘောတူမိပုံပေါက်သည်ထို့အချိန်အမွေဆက်ခံသူမိုးခမိုးတန်ရောက်လာကကိုမိုးဆက်နဲ့နှစ်ယောက်ထက်စကားပြောပြီးနောက်နေ့အတွက်အဆုရှယ်ယာများတာမှာကယခုနှစ်ချုပ်လက်ဆက်စာချုပ်များကိုရက်တန့်ပြီးနင့်နာချေပေးမိဟုဆိုလာသည်လက်မခံနိုင်ခြင်းများစွာဖြင့်အကြောင်းရင်းကိုမိမိတော့အသက်ဖိုင်တစ်ခုကိုဖွင့်ပြလာကတမီးဖြစ်သူ၏လုပ်ရများကိုသိလိုက်ရတော့သည်ထို့အတွက်မျက်နှာပြတ်သွားပေမဲ့ဒီနေ့စာချုပ်ကိုမရက်တန့်ပြဖို့ညှိကြည့်တော့လဲကိုမိုးဆက်ကသူ့သားသဘောကိုအတိုင်းရှိစေကသူ့သားတဲ့မကသူ့သားတဲ့ငယ်ချင်းကိုပါထိခိုက်စေခဲ့တာမို့ခွင့်မလွတ်နိုင်ဘူးဟုဆိုလာသည့်အပြင်ခမရသမီးကအခုမှ15နှစ်ပဲရှိပါသေးတယ်ကိုမင်းမော်ဒီရွယ်ကလေးကဒါမျိုးတွေလွတ်နိုင်နေပြီဆိုရင်ကြီးလာတဲ့အချိန်ကျဒီထက်ဆိုးဝါးတာတွေကိုမလွတ်နိုင်ဘူးလို့ဘယ်သူမှမပြောနိုင်ပါဘူးကျွန်တော်တို့ကစီးပွားရေးရပတ်သက်နေကြတာပါကျွန်တော်သားနာမည်ကိုသုံးချခဲ့တဲ့မြတ်ကိုအရင်တော့နားလည်ပေးနိုင်ပေမဲ့အခုတော့မတူတော့ပါဘူးစေုံတက်လိုက်ရတဲ့ကလေးနှစ်ယောက်နေရာမှာခင်ဗျားတို့သမီးတွေအနေနဲ့မြင်အောင်ကြည့်ပါဒီတော့ရှေ့ရကိစ္စတွေအကုန်လုံးဒီမှာပဲရက်ဆိုင်ပါမယ်ပေါက်စီအတိုင်းရော်ချေးပေးတော့မှမမို့ဒီလောက်နဲ့ပဲလက်တက်ဖြုတ်ကြတာပေါ့စိတ်မကောင်းပါဘူးဟုပြောလာသည်သူတို့အလိုလိုက်ခဲ့တဲ့မြတ်ကအစိတ်ပင်ရေလောင်းသလိုဖြစ်နေခဲ့တာလားစီးပွားရေးလောကမှာကျင်းလည်နေတဲ့သူတော်ယခုအချိန်ထိထိုးတော်လုံးရဲ့မျိုးလောက်ခဲ့ဘူးလားမဟုတ်ရှေ့ရတွေပြန်ရောခံရလို့ထိုးပြင်းနေတာတော့မျိုးမရှိပေမဲ့ကြားလာမိအကျိုးအမြတ်တွေအကုန်လုံးဆုံးရှုံးသွားရသည်ဒီသားနဲ့သမီးအတွက်ဆိုပြီးစေကုမ္ပဏီကြီးတစ်ခုလုံးကိုပိုင်ဆိုင်နေတာတောင်တခြားစီးပွားရေးလုပ်ငန်းတွေမှာရှယ်ယာတွေပါဝင်ခဲ့တာဖြစ်သည်တဘဝလုံးစာအတွက်မိမရဲ့သူကလေးနှစ်ယောက်အတွက်ရဲ့ဆိုပြီးရှာဖွေခဲ့သည်များအလိုလိုက်ကဘယင်မာလေးလိုထားခဲ့သည်များကအခုတော့အစိတ်ပင်တစ်ပင်အဖြစ်ရပေပြီဒါတောင်အခုငုံနေတာမြင်တော့မဆူရမပြောရတော့မျက်နှာမှာကောင်းတော့ယောက်ျားဖြစ်သူကိုကြည့်ပြီးကိုဘာဖြစ်လို့လဲ MD ကုမ္ပဏီကရှယ်ယာတွေပြန်အမ်းပြီးစက်တူကိစ္စတွေစာချုပ်တွေကိုရပ်ဆိုင်းသွားတယ်ဟမ်ဘာဖြစ်လို့လဲမပြောချင်တော့ဘူးကွာမင်းသမီးကမေးကြည့်လိုက်တော့ပြင်ပန်းနေပြီဒီညတယောက်တည်းအိတ်ရှင်နေမင်းသမီးခမပဲအိတ်လိုက်တော့စိတ်ပြက်လက်ပြက်ဖြင့်ထားထက်သောသူဤကြောပြင်ကိုကြည့်ပြီးသူကြားလိုက်ရသည့်ကိစ္စကမုခမိုးတိုင်းကြလာဟုအေဂရီတွေးမိသွားသည်မုခမိုးတိုင်းကသူများတွေပြောနေကြသလိုတကယ်ပဲရွှေရောင်ထင်းထင်းကိုကြိုက်နေတာလားဘာလို့လဲသူနဲ့ဘယ်နေရာမှရှင်းလို့မရတဲ့ကောင်ကိုဘာလို့ကြိုက်တာလဲဆိုတာသူနားမလည်နိုင်ထို့ပြင်အဲ့တယောက်ကဘီတာဖြစ်နေသည့်အတွက်မိသားစုတစ်ခုကိုထူထောင်ပေးနိုင်မှာမဟုတ်ယခုလိုတွေတွေးနေလို့သူမကမုခမိုးတိုင်းကိုကြိုက်နေတယ်လို့ထင်ရင်အမှားကြီးမှားသွားမည်အေဂရီမင်းမော်ကကိုထက်ရည်သူကိုမှားဖို့မရှိပေလောလောဆယ်တော့ဒတိပြဿနာနဲ့ကိုပြဿနာကိုသူအရင်ကြောဖြတ်ရအောင်မိထင်၏တမီးလေးဘာတွေလုပ်ထားရလဲထပ်ပြီးအဲ့ဒီကလေးနဲ့ပြဿနာဖြစ်ပြန်ပြီလားမဟုတ်ပါဘူးမမီရဲ့တမီးကသူနဲ့စကားတောင်ပြောတာမဟုတ်ပါဘူးအဲ့ဒါဆိုဘာဖြစ်လို့ပါလဲဒေါ်အေဂရီမြတ်ထုတ်အတွင်းများဖြင့်ငြိမ်သွားသည်အရင်စိတ်ရှုပ်နေပုံရတော့ယောက်ျားဖြစ်သူကြောင့်ဒီညတော့တယောက်တည်းလွတ်ထားပြီးနောက်ရမှချော်မရမီဟုတွေးလိုက်သည်နောက်တော့နေ့မနေ့အထိအဆောင်ပြန်မလာသူက GB ထဲမှာစာတွေကိုတော့ဝင်ဖတ်သည်တခွန်းမှတော့ဝင်မပြောထောက်လျှောက် GB ထဲမှာပဲရှိနေသည့်ချက်လုံးလေးကိုကြည့်ကကိုတပင်းကိုသာမှုတ်ထုတ်လိုက်သည်ဒီမနေ့အတွက်သုံးခေါင်များတပင်းချမိခြင်းမီ GB ထဲတွင်တော့တကွေးစားနှင့်ပတ်သက်ပြီးတိုင်ပင်နေကြခြင်းဖြစ်သည်ရှားရှားလေးချင်းမဟုတ်သည့်အတွက်လက်သီးသုံးဖြည့်ရှင်းလို့မရသောကြောင့်ခုံကမချင်မနှက်ဖြစ်နေပုံရသည်ကို
လိုင်းပေါ်မှာပေါ်လို့ရနေတဲ့သတင်းသွားကြည့်လိုက်ရော MD ဆိုတာမိုးခါတော့ကုမ္ပဏီလေ MM ကမင်းမော်စေဝါကုမ္ပဏီထိုက်တန်စကားကြောင့်ကိုမောကြည့်လိုက်ရင်ရှာလိုက်ကဘာဖြစ်လို့လဲ MD က MM နဲ့စာချုပ်ဆက်ဆက်ပြီးရှယ်ယာတွေရော်ကျွေးတချို့နဲ့အတူပြန်အန်းချင်းအသစ်ထွက်လာပြီးထိန်းချုပ်စေအပေါ် MD Group ၏လက်ရက်ကရိုက်ခတ်တခြားဆက်လုပ်ငန်းရှင်များကပါ MM နဲ့ရပ်ဆိုင်းနိုင်ခြင်းရှိစသည့်သတင်းများကိုမီဒီယာတချို့ကပြန့်တင်ထားကပွားထားနေသည်ကိုတွေ့ရသည်လူတိုင်းကထင်ကြီးမျိုးစုံပေးနေကြသလိုသတင်းတိုက်တွေကလည်းထင်ရမြင်ကိုစွတ်ရည်နေကြသည်မိုးခမိုးတိုင်းသူလောက်တာလားမသိဘူးမပြောတတ်ဘူးသူလောက်တာဆိုရင်မတ်တယ်လို့ပြောမလို့ဒီလောက်နဲ့မင်းမော်မိသားစုစီးပွားပြတ်မသွားဘူးဆိုရင်လည်းအနည်းနဲ့အများတော့ထိခိုက်မှာပဲကိုခေါင်းကိုငင်းပြလိုက်ရင်တိတ်ဆိတ်သွားရသည်အကယ်၍မိုးခချောင်းဆိုရင်တော့ဘာဖြစ်လို့ဒီလောက်အထိလှုပ်လိုက်တာလဲဆိုတာသူစဉ်းစားမတတ်ဒီကိုဒီမင်းမော်သူ့ကိုညှို့ထားတဲ့ကိစ္စကိုမိုးခဘယ်နည်းနဲ့မှခွင့်လွှတ်နိုင်ပုံမရပေဖြစ်နိုင်လျင်သူ့နည်းသူ့လမ်းနဲ့သူဖြည့်ရှင်းဖို့တွေးထားတာဖြစ်သည်ထိုနည်းလမ်းအတွက်လည်းသူတို့အကုန်တိုင်ပင်မိသားဖြစ်သည်ကိုမင်းဘာတွေတွေးနေရလဲငါတခုတော့မေးလို့ရလားမေးလေထိုက်တယ်မင်းနဲ့အမိုးခါနဲ့ဘာဖြစ်လို့လဲထိုက်တယ်ပြောသိမပြောသိတွေးရင်ထထိုးခံရမှာကြောက်သည့်အတွက်စိတ်ဆိုးနေကြတာလို့ပါဘာဖြစ်လို့အဲ့လိုထင်တာလဲမဟုတ်ပါဘူးနှစ်ယောက်လုံးကြည့်ပြီးတဲ့စကားမှမပြောကြလို့လေသူမအားလို့နေမှာပေါ့ခွန်ခွန်ကမင်းကိုကြည့်ပြီးအသက်ထက်လိုက်တဲ့ကြည့်လိုက်အောင်ကိုဝင်ကြည့်လိုက်သည်ခွန်ခွန်ဒါတည်တံ့ဂရုပဲဒီမှာငါရဲ့ကိုရဲ့ထိုက်တန်ရဲ့သူ့မျက်စံနေရဲ့ပဲရှိတယ်စန်ဒီငါပြောထားသလိုအကုန်လှုပ်ပြီးပြီခဏနေရင်ကျောင်းမေးပေါက်ကနေအရင်တင်လိုက်မယ်ပြီးရင်တခြားအပ်တွေကပက်ပလစ်မှာဝိုင်းဖြန့်လိုက်မယ်ထိုက်တန်အဲ့အတွက်စိတ်မပူပါနဲ့ငါရောလှုပ်ထားတယ်ကိုမေးပေါက်ကိစ္စကရောဘယ်လိုလှုပ်ထားလဲခွန်ကိစ္စမရှိပါဘူးအဲ့ဒါကိုဟိုမွာနဲ့ကောင်တာဝန်ယူထားတယ်စန်ဒီဒါဆိုခဏနေတင်ပြီနော်ပြောပြီးခဏကြာတော့ကျောင်းကမေးပေါက်မှာကျောင်း၏နာမည်ကြားသည့်အလှပကိန်းမာ၏စိတ်သက်လှပမှုအပိုင်းတစ်ဆိုသည့်ခေါင်းစဉ်ဖြင့်အခန်းထဲမှတန်းပေါ်များအားလုံးကိုမဲခါကြည့်နေပြီးအစစ်တမ်းမတူတဲ့ကောင်တွေကများရရဆဆဟုပြောလိုက်သည်အတန်တက်ပြီးတတကြီးနှင့်တက်လာတော့သည်ထို့နောက်အပိုင်း3 4 5 6 9အထိတက်သေးများနဲ့တကွာတက်လာကဝိုင်းရှယ်ရင်အတေးအဖင်းကြိုက်သူများကြောင့်ကျောင်းပိတ်ရဲ့ပထမရက်မှာပဲတရင်တွေကပွားထားသွားလေတော့သည် Episode 48ဘာတွေလဲရုံးထောင်မရုံနိုင်ဘူးနာမည်ကြီးအလှပကလေးဆိုတာငါထင်နေတဲ့သူများလားအပိုင်းတွေအကုန်လုံးကြည့်ပြီးလိလသုံးသက်ကြည့်ရရင်အဲ့ဒီယောက်ကသူ့ကိုယ်သူရမ်းထင်ကြည့်ရပဲနော်အကောင်အပိုင်းတွက်ထားတာကတော့ပထမဆုံးဗီဒီယိုဆိုရင်အနီးကပ်ကြီးကိုရိုက်ထားတာနော်အဲ့ဒီယောက်အတွက် so sad လှတဲ့သူတိုင်းစိတ်ထားကောင်းမယ်လို့ဆိုထွန်းနေရနေလို့ပဲနားအောမိတာပြားရည်ဆန်းထားတဲ့ကိတ်ဖြစ်နေပေမဲ့မှုတက်နေတာကတက်နေရပဲကြောက်ဖို့ကောင်းနေဆိုတာအဲ့လိုလူတွေငါနားမလဲနေတာကဘာဖြစ်လို့သူကတစ်ဖက်ကနင့်နာသူအရန်မုန်းနေရလဲဆိုတာကိုပဲတရားရှင်းပြကြအောင်ရှင်းပါတယ်သူကမိုးခမိုးတိုင်းကိုသူ့အပိုင်လိုအမြဲလုပ်နေရလေဝင်းတွေဘွဲတော့ငါပဲကြည့်လိုက်ဟန်ဆောင်နေမှမတရားသိတာတယ်နင်တို့ကသာသူဘာလို့စွတ်ခွနေကြတာဒီကိစ္စမှာတကယ်နဲ့နာရဲသူကပြောင်းထင်းလင်းပဲသူကဘာမှမဟုတ်ပဲမုန်းခံရတာရှိုးလေးလာတဲ့လောက်စိတ်ထမကောင်းတဲ့ဟာမသူ့ဖန်နေခုတော့ဇက်ပိတ်ကုန်ကြပြီအပိုင်းတိတုံကစကားရိုက်ဖို့ပြင်ဆင်နေတာလားအရန်ပြပြင်တာပဲဘာ
ဘာဖြစ်လို့လောက်တော်နေရလဲဆိုပြီးအမျိုးမျိုးပြောနေကြတဲ့သူတွေအခုတော့ဘယ်ကြံရောက်သွားတာပါလဲငါအောင်ကတခုပါဟဲ့သူတို့ချစ်လာပါကြီးဆိုတဲ့သူတွေကပါပို့ဆွေတင်ပြီးပြောနေတာပဲတကယ်ရချင်းနေတယ်ကြောက်ဖို့အကောင်ဆုံးကလူလေးဆိုတာတိတ်မှန်တယ်ဟိုတယောက်ကတော့ကြားရတဲ့မြေစာပင်ဖြစ်သွားရတာပဲတနာပါတယ်လူပေါင်းမားတာကိုအကူကတစ်မျိုးညီမတစ်မျိုးပုတ်ပွားနေကြတာရှုံးစရာကြီးအပိုင်းတစ်ကနေခုံထိကြည့်ပြီးလူတွေချောင်းသိသွားတဲ့ငါအချင်းတွေကတော့ငါဘေးမှာအဲ့လိုလူတွေရှိနေရင်ဒုက္ခဆိုပြီးတွေးမိသွားတယ်ငါတောက်တင်ပိုက်တောက်ထားတာတကမ္ဘာလုံးကလူတွေအကုန်လေးပါပဲတယောက်တရာစီထည့်ပြီးလူမိုင်းငားရင်တော့ငါ့ကိုငါပြီးရှင်းပြလို့ရနေပြီအကောက်ပေါင်းများစွာမှာပို့တွေအဆန့်ပြက်တင်နေကြပြီးကျောင်းကမေပေါက်အီမူရင်းပို့တွေတင်လဲပောက်ကွဲထွက်တော့မလားအောင်မရအောင်ထိမန်းနေစက်တိုင်းတက်လာတော့သည်ပို့ဆိုဒီမှာအေကိုရီမင်းမကပြင်ပနယ်ပယ်တွင်လူသိများတဲ့တရားဖြစ်နေရမို့ကျောင်းသားတွေတင်တာမကတခြားသူများကပါထင်မြင်ချက်တွေရေးလာကြသည်ကျောင်းပရဲ့ပထမဆုံးရက်မှာပဲဒီလိုသတင်းကြီးကိုသိလိုက်ရသည့်အတွက်တချို့ဆိုအပြင်းပြေပြီးဆိုပြီးဝမ်းသာနေကြသည့်သူများတောင်ရှိသည်တက်လာသည့်ပို့များနှင့်ကောမန့်များကိုကြည့်ကိုတပိတစ်ခုကိုမတိမတာချလိုက်မိသည်သူတော်ဘာမှမလုပ်လိုက်ရပါပဲတံပြန်သောတရားမှုကိုထိုတယောက်ရရှိသွားပြီဖြစ်သည်ခွန်ခွန်မန်းနေဖက်ပြီးကျင်းနေတာငါတယောက်ထဲလားထိုက်တန်ငါရောပဲအစတည်းကဟန်ဆောင်နေမရင်မိခဲ့လို့လားမသိဘူးကျင်းနဲ့ဆန်ဒီလက်စားချပြီးသွားပြီမို့ကျန်တဲ့ငါတို့နဲ့မဆိုင်တော့ဘူးသူတို့တို့တိုင်းပြန်ခံရဖို့ပဲမျှော်လင့်နေကိုငါလိုင်းပိတ်ပြီနော်တခုခုထွင်ရင်မင်းတို့ဖုန်းဆက်လိုက်ကိုထိုးစာကိုပို့လိုက်ပြီးဖုန်းကိုအားသွင်းလိုက်ကဂရုထဲလေဖုတ်နေသည်ထိုက်တန်ကိုမခေါ်တော့ပဲအောက်ကဆိုင်ကိုတယောက်ထဲသွားလိုက်သည်အဆောင်ပေါက်ရောက်တော့မြင်ပူးနေသည့်ကားကြောင့်ရက်ကြည့်လိုက်ကကားတွေကမုခမူတိုင်းထွက်လာပြီးသူ့စီကိုရှောက်လာသည်တယောက်ထဲထွက်လာသည့်ကိုကြောင့်မုခအနားကိုအမြန်ရှောက်သွားလိုက်ပြီးဘယ်တော့မလို့လဲမုံဆိုင်ငါအဆောင်ပြန်လာပြီအင်းကိုကျွန်တော်တောင်ဖြင့်ခေါင်းငိမ့်ပြလိုက်သည်ငါလိုက်ခဲ့ရမလားမုံဆိုင်မင်းတော့လေပြောပြီးတဲ့နေ့မုံဆိုင်ကိုဦးတည်သွားသောကိုကြောင့်ဘေးကနေမုခကက်လျှောက်လိုက်သည်ဖြစ်သွားသည့်ကိစ္စတွေနဲ့ပတ်သက်ပြီးယခုအချိန်ထိဘာမှမရှင်းပြသေးသလိုဘယ်ကစရှင်းပြမှမသိတော့မုခအတွက်ကတော့တိတ်ဆိတ်နေတာကငရဲချနေတယ်လို့ခံစားရသည်ဘယ်လိုစပြောရမလဲမသိတော့ပို့ဆိုးသည်ကိုဟင်တောင်းမှန်ပါလေဘာလို့လဲငါကြောင့်မင်းအခုလိုထိခိုက်ရတာမို့ငါလည်းကတော့တောင်းမှန်ပါလေကိုဘာမှပြန်မပြောပဲတိတ်ဆိတ်သွားရသည်မုခချောင်းဆိုတာဟုတ်ပေမဲ့မုခအပြည့်မဟုတ်တာကိုသူသိချသိသည်ထို့အပြင်အေကိုရီမင်းမကိုယ်တိုင်သူ့ကိုမြင်ချင်းကလေးကမောင်းတိနေခဲ့ဟန်တူသည်ဓာတ်ပုံကိစ္စဖြစ်ပြီးနောက်ပိုင်းမှာထိုအချက်ကပိုသိချသွားတာဖြစ်သည်ထို့ကြောင့်ဒါရီအကောင်လုံးအတွက်မုခကဘသူ့ကိုမှတောင်းပန်စရာမလိုပေအထူးသဖြင့်သူ့ကိုတောင်းပန်စရာမလိုပေမုခအချိန်မီရောက်လာခဲ့လို့သာသူရောတက်လို့ရောအဲ့ဒါလောက်ထိခိုက်နေပြီးသွားတာပဲဖြစ်သည်ကိုငါနဲ့အေကိုရီမင်းမော်ကဘယ်တော့မှဘာအကြောင်းနဲ့မှတစ်ခါမှမပတ်သက်ဘူးပါဘူးအရင်ကစီးပွားဖက်တွေဖြစ်နေလို့လူရသမျှကိုဒေရီတို့ကလွတ်ထားပေးခိုင်းခဲ့တာနောက်ထပ်အဲ့လိုကိစ္စတွေထပ်ရှိတော့မှမဟုတ်ပါဘူးဝန်းနေတော့ငါရောအဲ့ဒါကမမေကသာရွေးပြီးခွဲတာငါလမ်းရောက်မှသူ့မွေးနေဘက်ကိုသွားမှမှန်းသိတာမမေကဘသူ့မွေးနေဘက်တက်အဲ့လိုဗရက်တွေဝယ်ပြီးလက်ဆောင်ပေးနေရှိတယ်မင်းမယုံရင်မမေကိုခုပဲဖုန်းခေါ်ပေးလို့ရတယ်ပြောပြီးဖုန်းကိုထုတ်ကတကယ်ခေါ်မိဟန်ကြောင့်ဟုတ်ပါပြီဒါတွေမင်းကောင်ရှင်းပြဖို့မလိုပါဘူးပြီးတော့တားဖန်ဖို့လည်းမလိုပါဘူးဒါတွေကအေကိုရီမင်းမော်နဲ့ငါကိစ္စပါထပ်ပြီးသူမင်းပြဿနာရှာလို့မရစေရတော့ဘူးငါမင်းကိုထပ်ထိခိုက်ခံမှာမဟုတ်ဘူးဘာလို့လဲငါတို့ကတငယ်ချင်းနေမို့လို့လားမုခလက်ချောင်းနဲ့နင်သွားကကိုမုံထုတ်စင်ကိုကွဲလိုက်ကအတမထအောင်ရမ်းမိသွားသည်ဒီခြေလမ်းမှာဘသူကဘယ်လိုစမလဲမသိပေမဲ့သူစိတ်ကခါးသိမနေရတော့သူတေချာသိသည်ကိုနဲ့ရန်ဖြစ်ပြီးကြတဲ့ကတညာလုံးပြတ်မအိတ်သည့်ကိုကြောင့်အေဂရီစိတ်ညစ်နေရသည်ကိုကသူ့အပေါ်တစ်ခါမှဒီလိုဆက်ဆံဘူးတာမဟုတ်ပေဒယ်ဒီကလည်း
စာချုပ်တွေဖျက်သိမ်းခံရသည့်အပေါ်စိတ်ထိကနေပုံရကအခက်အခဲပိတ်ပြီးတယောက်တည်းနေသည်မမီကတော့အောက်ထပ်မှာသူတို့စားဖို့ပြင်ဆင်နေပုံရသည်မနက်ခင်းတစ်ခွန်းလုံးဖုန်းထဲကိုစားတဲ့ခဏခဏဝင်နေတဲ့ကိုအေဂရီကြားမိတော့လဲစိတ်ရှုပ်နေတာကြောင့်မကြည့်မိယခုအချိန်ထိအဝင်ရမသွားသောစာများကြောင့်အေဂရီစိတ်ရှုပ်စာယူကြည့်လိုက်တော့ပြေးမှတင်ထားသည့်သူဖုန်းနံပါတ်မှာတဆင့်သူ့စီကိုဆက်ဆုပ်သည့်စကားများအပြည့်တဲ့စကားများပို့ထားသည့်မက်ဆေ့များကိုတွေ့လိုက်ရသဖြင့်အေဂရီလန့်သွားရသည်ထိုစာတွေကိုဝင်ဖတ်ခင်အတိအမတယောက်ကလိုင်းဖွင့်ပြီးကြောင်းမိဘကိုကြည့်ဖို့စာပို့ထားသောကြောင့်အေဂရီတော်တော်ရင်နဲ့ဖွင့်ကြည့်လိုက်သည်ဘာဖြစ်နေမှသိချမသိရတော့မကောင်းတဲ့ခံစားချက်ရနေသောကြောင့်အေဂရီနှစ်ဖူးတွေချွေးတွေဆိုလာရသည်မြင်လိုက်ရသည့်ပို့များကြောင့်အေဂရီလက်ထဲကဖုံးလွှတ်ကျသွားရသည်ဘာတွေဖြစ်ကုန်တာလဲအပိုင်းတစ်ကျောင်းရင်းနာမည်ကျော်ကြသည့်အလှပကလေးမလေး၏စိတ်သက်လှပမှုအပိုင်းနှစ်ဘယ်သူမှမထင်ထားခဲ့သည့်ရှစ်တန်းကျောင်းသားလေးခေါင်းရိုက်ခွဲခံရမှုအပြင်ကျောင်းပေါင်းစုံထိလိုက်သက်တည်ဖြတ်နေသည့်အလှပကလေးလေးအပိုင်းသုံးနာမည်ကြီးကျောင်းသားလေးနှင့်ကျောင်းကိုအတူတူရောက်ချင်ဟန်ဆောင်သည့်အလှပကလေးလေးအပိုင်းလေးကိုပိုင်ဗရန်ထောင်ထားပြီးမျက်နှာလှလှလေးနဲ့ကျဉ်းညာနေတော့လဲနောက်ွယ်မှာဖားတိုက်နေသည့်အလှပကလေးလေးအပိုင်းကနာမည်ကြီးကျောင်းသားလေးကိုရေးစားဖြစ်ဟန်ဆောင်ခိုင်းပြီးမရလက်ဖြင့်အတင်းဖက်ရတွန်းပြစ်ခံလိုက်ရသောအလှပကလေးလေးအပိုင်း6အသည့်အကိုတယောက်၏အားနည်းချက်ကိုအသုံးချပြီးနှစ်ခါတိုင်းချင်းချောက်ခိုင်းစေသောအလှပကလေးလေး၏အတန်ဖိုင်အပိုင်း9နင့်နာကြရသည့်ကျောင်းသားလေးကိုသူကြံစီတာဖြစ်ကြောင်းကိုယ်တိုင်ဝန်ခံခဲ့သည့်အလှပကလေး၏အတန်ဖိုင်စသည့်ခေါင်းစဉ်များနှင့်တကွာအတန်ဖိုင်ဗီဒီယိုတွေကိုကြည့်ပြီးအေဂရီသွေးပြက်စွာခြောက်ချပြီးမယုံနိုင်ဖြစ်သွားရသည်ကွန်မန့်တွေကကြားစရာမရှိသလိုသူ့အကောက် follower များကထိုးချသွားတာတော်တော်များများကထိုသတင်းကိုပြန်တင်ထားကြပြီးတိတ်နာမည်မရှိသည့်အတင်းအဖျင်းပေတွေကပါပြန်တင်ထားကြသည်ကိုတွေ့လိုက်ရသည်ဘာလို့ဒီလောက်ထိစိတ်တရုံငင်ရတာလဲရှုပ်ကလေးကလှတဲ့လောက်ရှုံးစရာလေး MD ကဒါတကြောင့်လက်တွဲဖြုတ်သွားတာများလားငါတော့သတင်းတွေဖတ်လိုက်ရုပ်လေးကြည့်လိုက်နဲ့လက်မခံနိုင်ဖြစ်နေတော့မယ်မန်ရှင်အေဂရီမင်းမော်အိုအေထပ်ပြီးရှင်းပြပေးပါဦးတကယ်ပဲလောက်တာလားဘာလို့လောက်တာလဲဘယ်လိုလုပ်နိုင်ရတာလဲမိဘတွေတော့တနာပါတယ်အစိတ်ပင်ဖြစ်နေတော့သူတို့ပါထိခိုက်နေပြီသတင်းပေးတွေကလည်းဒီကွင်ချောင်းနေကြတယ်လို့ပဲဒါတော့အေဂရီမင်းမော်ကနာမည်ကြီးလူပညာရှင်မဟုတ်သေးဘူးအပေါ်ကမန်ပိုင်ရှင်ရေအမှန်ဆေးဝါးကမသိတဲ့သူမရှိဘူးလေသူ့ကိုအမွေဆက်ခံသူမို့ငယ်လေးကလေးကလူတွေကတည်းထားမိခဲ့ကြတာဒါကြောင့်အဖို့ဒီပေါ်လာတော့ဖြစ်မှာပဲအေဂရီမန်းတွေကိုဖတ်ရင်အသားတွေပါတစ်ဆက်ဆက်တုံနေနေကဒေါသကြောင့်မျက်လုံးတွေပါရဲနေပြီးစားတချို့ကိုရိုက်တင်လိုက်သည်အေဂရီမဟုတ်ပဲအေဂရီကိုနာမည်တက်ပြီးဆွဆွထားတဲ့ပေတွေအကောက်တွေမီဒီယာတွေအကုန်လုံးကိုအေဂရီတရားဆွဲမှာပါကြောင်မိဘကိုလည်းအေဂရီတရားဆွဲမှာပါအေဂရီကမတရားခံရတာပါဒါကိုဘာလို့အေဂရီကိုဝိုင်းဆဲနေကြရတာလဲရပါတယ်စက်တက်လောက်ဆဲအေဂရီမိဘတွေကိုတော့ပြောစရာမလိုပါဘူးထို့ပို့တင်ပြီးစက္ကန့်မချခင်ပင်ဟာကြောင်းလိုက်ပြောင်းစားပါလားငါ196ခေါက်လောက်ကြည့်ထားလားနင်းဗီဒီယိုတွေနဲ့ရှင်းကြည့်ထားလားမလဲကျင်တဲ့ကောင်မဟိုဗီဒီယိုဆိုကြောကြီးပါတိကျပါနေတာကိုနင်းရဲတန်ကအစားငမ်းမမိတယ်ဆွဲချင်တဲ့တရားဆွဲစမ်းမှာဘသူ့ကိုကြောက်ရမှာလဲငါတို့ကနင်းတို့ရုံမာနေရမှာမဟုတ်တာနင်းသာတခုကလူပြန်ဟစ်နေတာအေဂရီမလုပ်ပါဘူးအေဂရီဆွဲခင်ရတာပါအေဂရီဘာမှမသိပါဘူးအေဂရီကကြည့်တယ်လေးပါဟေးအမမငါဦးတက်တော့ကြပါပြီဟဲ့အစအသိမယုံနိုင်ဖြစ်မိပေမဲ့နင့်ပို့တင်လိုက်မှာပိုယုံသွားပြီတဖြည်းဖြည်းကျဲတန်းစာပြလာတော့မများကိုကြည့်ပြီးအေဂရီတသက်တကြီးဖုန်းကိုပောက်ကွဲပလိုက်သည်သူတို့တွေကဘာမို့လို့အေဂရီကိုလာပြောရကြတာလဲအစင်မရှိတဲ့အောက်တန်းစားတွေအပြက်တွေခြုံနေနေကြရတဲ့ဟာတွေပေးချစမ်းအခုပေးချစမ်းအောက်တန်းစားတွေဒေါ်လာလက်ရှိအတန်ကောင်အော်ဟရင်ရှိသမျှပစ္စည်းတွေအကုန်မြင်သမျှအကုန်လုံးကိုပောက်ခွဲပစ်လိုက်သည်တုံမြင်နေသည့်ခန္ဓာကိုယ်ကဒေါ်လာချံပိုဆိုးနေတယ်လို့လက်သေးတွေကိုဖိဆုပ်ထားမိသည်ကပေါက်လူမတန်
ဧကရီစိတ်ကိုမထိန်ချုပ်နိုင်တော့ပြီအကုန်လုံးကိုဖျက်ဆီးပစ်ချင်လာသည်အပေါ်ထက်မှအော်သန်နှင့်ပစ္စည်းတွေခွဲတန်ကြောင်းအပေါ်ကိုပြစ်တက်လာသောဧကရီမြတ်ထိုညလန်းရသည့်မြင်ကွင်းကြောင့်ရင်ထဲဆုတ်သွားရသည်သူ့အသေးညာလေးကငုံနေပြီးတသက်တကြီးအော်ဟစ်နေပုံကသူ့ကိုရင်နာစေသည်သမီးလေးဘာဖြစ်လို့လဲစိတ်ကိုလျှော့ပါအောင်ချော့ပြောနေပေမဲ့အော်ဟစ်ပြီးပြစ်ပေါက်နေတော့ဖြစ်ကရှေ့ကိုတိုးမရဘာလေးဖြစ်နေမှမသိသည့်အတွက်ဘလို့ချော့ရမလဲမသူမှမသိထိုအချိန်တွင်ပဲကိုကသူ့ကိုဆွဲခေါ်ပြီးအခန်းအပြင်ပို့လိုက်ကတသက်တကြီးအခန်းထဲဝင်သွားပြီးတကားကိုဆွဲပစ်လိုက်သည်ကိုတွေ့လိုက်ရသည်ကိုသမီးဘာလို့မလို့လဲကိုဧကရီတသက်တကြီးစွာသူ့ကိုကြည့်နေသည်ဓာတ်တိမျက်လုံးလေးကိုမြင်လိုက်ရတော့ငြိမ်ကျသွားသည်ဘာလို့လှုပ်ထားတာလဲဧကရီမင်းမော်ဧကရီဘာမှမလုပ်ပါဘူးဓာတ်တိဧကရီကဆွဆွဲခိုင်းရတာအဲ့ဒါဆိုအခုပြက်နေတဲ့တဲ့နေရာဘာလို့လဲဘယ်သူ့လင်းချင်နေရလဲဟမ်ဒီလိုသမီးကိုဒီလိုဆုံးမထားခဲ့တာလားဟမ်ဒီလိုရမယ်ဆိုပြီးတင်ပြပေးထားခဲ့လားဟမ်ဧကရီပြောပြီးပြီလေဧကရီကချင်းချောက်ခံရတာလို့သိသိနေဟာလေဧကရီမင်းမော်လေထွက်လာသည့်ပါတဖက်နဲ့အတူဧကရီမျက်ရည်တွေအဆက်မပြတ်ကျလာကဘာကိုအုပ်ကရင်ဒဲဒီကိုမယုံနိုင်စာကြည့်လိုက်သည်ဧကရီကိုရိုက်တယ်ဘာဖြစ်လို့ရိုက်တာလဲဧကရီဘာမှလုပ်လို့လဲသူတို့နဲ့ထိုက်တနာကိုဧကရီကလှုပ်ပေးရလေဘာမှလုပ်လဲတိတ်ဆန်းဦးမင်းမော်ယခုအချိန်ထိကိုအမကမတီတီတမီးဖြစ်သူကိုကြည့်ပြီးစိတ်ပြတ်သွားရသည်ဒီနိုင်ငံမှာဆက်ထားလို့မဖြစ်တော့ပြီမနေ့ဖြန်ညနေလေရင်နဲ့ကာနီယာကိုသွားရမယ်ကြောင်ပြဖို့ဆိုင်ဆန်နေအကုန်ပြင်ဆင်ထားပြီးပြီဒီနိုင်ငံမှာဆက်ထားဖို့ဘလို့မှဖြစ်နိုင်တော့ဘူးဘာအသံမှမကြားချင်ဘူးတရတိအမိတ်မယ်ကိုအမကမတီမချင်းပြန်လာဖို့မစင်စားနဲ့တတ်တော်ကာရီနာမှာနေချင်ရင်ဆက်ပြီးတောင်းချမ်းပြီးတော့အဲ့ဒီကလေးကိုလိုင်းမော်ကနေအားလုံးသိအောင်တောင်းမလိုက်လေရွေးသေးတာပဲတောင်းမှရေးရမှာပေါ့ဟုတ်တယ်မလားထပ်ပြီးမိဘတွေမျက်နှာပြောင်မလုံးနဲ့ကိုယ့်တဲ့လမ်းကိုလည်းမဖြတ်နဲ့လက်ကောင်လေးကခွင့်မလို့ရင်သူ့ရှိထီတောင်းမရမယ်ဒါပဲထပ်ပြီးအစိတ်ပင်ရေးမလောင်းနိုင်တော့ဘူးဒေတို့ပြိုးထောင်ခဲ့တာဒီလိုပုံစံဖြစ်ဖို့မဟုတ်ဘူးတဲ့ထိဦးမင်းမော်ပြောပြီးအခန်းထဲမှထွက်လာလိုက်သည်ဒီနိုင်ငံမှာဆက်ထားရင်သူ့သမီးပဲလူတွေရဲ့ပြောဆိုတွေကိုခံရမှာဖြစ်သည်ထို့ပြင်တပ်တွေကရန်တိကျနေတော့ဘာမှလုပ်မရတစ်ဖက်မှာတရားမဆွဲတာကလုံလောက်နေပြီဖြစ်သည်မဟုတ်လျင်သူ့သမီးတစ်ဖက်လုံးထိုမဲဆက်ကပါသွားမိဖြစ်သည်အချိန်တန်ရင်တော့အရာအလုံးနေကြတာကိုသူမျှော်လင့်ပါသည်ဧကရီစမတောင်းချမ်းနိုင်တော့ပဲကျမ်းမြေပေါ်ပုံလေးလိုက်ခွေချတော်ရသည်သူထွက်ပြေးသွားတာကဝန်ခံလက်ခံနဲ့အတူတူပဲမဟုတ်ဘူးလားဘာမှမသိတော့ပြီဧကရီအပုံလိုက်လေးငုံကြီးထိုင်နေမရင်မျက်ရည်တွေစီးကျနေမိသည်သူကဘာလို့အကောင်ကိုတောင်းမှန်ရပါလဲဒါပေမဲ့ဒရီကတီပြောပြသွားတာမို့ဧကရီခါနီယံမှာတစ်သက်လုံးနေရမှာကိုစိုးရိမ်သွားသည်သူမစိတ်ရင်မဟုတ်လေတောင်းပန်စရာကိုတင်ရမည်ထင်သူမခါနီယံမှာတစ်သက်လုံးနေမသွားခြင်းပဲအခုတော့နင့်ကိုငါစိတ်ထဲမှာပါလေတောင်းမှန်ရအောင်မေငါကလေးပေးရရွှေအောင်ထင်နေနင်းနဲ့ကဒီလောက်နဲ့မပြီးသွားစေရဘူးဖြစ်ခဲ့တဲ့များအတွက်ဧကရီကောလုံးကိုတောင်းပန်ပါတယ်ဧကရီရဲ့မင်းချက်တဲ့အမှားပါဖြစ်ခဲ့တဲ့သူတွေကိုတကယ်တောင်းပန်ပါတယ်ဒီအတွက်ဧကရီတာဝန်ယူပြီးကျောင်းကနေထွက်လိုက်ပါမယ်မင်းချက်တဲ့ကလေးအတွေ့နဲ့လောက်ခဲ့မိရမို့လို့ခွင့်ပြုနိုင်မှုဆိုတာသိပေမဲ့ဧကရီတောင်းပန်ပါတယ်ချိုးပိုးအောက်တင်တော့စိတ်ရင်းမပါဘူးဖြစ်တယ်လို့ကြီးနာမည်တက်ပြီးတောင်းပန်လေဘာလားဝိချေတန်းကြီးရသူ့ကျောင်းထပ်ပြီးတောင်းယူမပြောနေရပဲတော့ကြပါတော့ဟာမင်းကလေးတယောက်လေလူတိုင်းကအမနဲ့မကင်းကြပါဘူးဟာလူတိုင်းကအမနဲ့မကင်းကြဘူးဆိုပေမဲ့သူ့လိုကြီးတော့ဘယ်သူမှမနေဘူးငါ့ကိုအဲ့လိုလာတောင်းပန်ကြီးလက်မခံဘူးဆိုပြီးတောက်ခတ်ဖျက်ပြစ်မှာတောင်းပန်တာကအဲ့လိုရတာလားဒါဆိုငါလည်းနင့်ကိုလှုပ်ပြီးတောင်းပန်ခြင်းလို့အစိတ်ပင်ပါပဲမကျင်တဲ့ခန်းစားချက်တွေနဲ့တောင်းပန်စားပဲထို့စာနဲ့ comment တွေကိုဖတ်ပြီးအမှန်တကယ်ပဲနောက်ထားရပြီးတောင်းပန်တာဆိုကောင်းပြီဟုကိုတွေးလိုက်သည်သူမိဘတွေအပြည့်မဟုတ်ပေမဲ့တသမီမကောင်းတော့မိဘကောင်းပေါ်ရောက်သည်ဖြစ်သည်
အစိပ်ပင်ဖြစ်လာတာဆိုပေမဲ့တုံးတက်ရင်တော့စိတ်ဘက်ဝင်လာကောင်းနိုင်ပါ၏ရန်ညိုးလေးကိုမသက်ဆောင်ထားတတ်သောကိုယ့်အတွက်တော့ထိုအကြောင်းအရာတွေကိုစိတ်ထဲကနေထုတ်လိုက်ပြီးဖြစ်သည်စာသင်နှစ်ဘက်ကိုကြလာပြီးဖြစ်သည့်အတွက်စာတွေကိုပဲကောင်းတဲ့ထည့်ထားတာကောင်းလိမ့်မည်တနအီမြကြပြီးနောက်အကောက်တွေရောပေတွေပါဖြတ်သွားသည်အကွက်ဒီမင်းမော်ကြောင့်လူတိုင်းကကိုယ်ပိုင်အပ်ပါပဲထင်ကျမျိုးစုံကိုပြောဆိုနေကြလေတော့သည်